Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ခုဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ WeWork လမ်းလျှောက်ပြီးပတ်စံရှာတဲ့ application အတိုင်းပတ်စံဘယ်လိုထုတ်ရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ် Okay ကျွန်တော်ဒီ WeWork အတိုင်းပတ်စံထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ WeWork account ဖွင့်ထားတဲ့ Gmail ရှိရမယ်ပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော်ခုဒီ Gmail တွေမှာကျွန်တော်ရဲ့ WeWork ဖွင့်ခဲ့တဲ့ကျွန်တော်ဒီ Gmail လေးlogin လုပ်ထားတယ်ပေါ့နော် Okay ဒီကောင်လေးရှိနေရမယ်အဲ့ကောင်မရှိဘူးဆိုရင်ကျွန်တော်ဒီပတ်စံထုတ်တာဆက်ပြီးတော့သွားလို့မရဘူးเนาะကို WeWork ဖွင့်ခဲ့တဲ့ account Gmail ရှိနေရမယ်နောက်တစ်ခုရှိတာကိုဖွင့်ခဲ့တဲ့ Gmail က PayPal နဲ့ချိန်မထားရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့เนาะကျွန်တော်ကတော့ PayPal နဲ့ချိန်မထားဘူးတကယ်လို့ PayPal နဲ့ချိန်ထားတယ်ဆိုတော့အဲ့ Gmail ထည့်တဲ့နေရာမှာအခြား Gmail တစ်ခုခုကိုထည့်ပေးရမယ်ပေါ့เนาะ Okay အဲ့တော့ကျွန်တော်အကြံဖြင့်ပြောပြီးသွားပြီဆိုတော့ကျွန်တော်ဒီ WeWork application ထဲမှာငွေထုတ်တဲ့လောက်ဆောင်ချက်တွေကိုဆက်ပြီးတော့လုပ်လိုက်ကြမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီ WeWork application တွေကိုဝင်လိုက်မယ်အခုဒီ WeWork ပေါ့နော်ကျွန်တော်ဒီပတ်စံထုတ်ပြီးဆိုတဲ့နေရာမှာတခုရှိတာကကျွန်တော်ဒီရက်အနည်းငယ်စောင့်ပေးရတယ်ပေါ့နော်10ရက်ကတိုင်း15ရက်လောက်ထိကြာတတ်တယ်ပေါ့နော်သူပြောထားတာကတော့15ရက်တုန်းကိုပြန်ပေးမယ်လို့တော့ပြောထားတာရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ကတော့အနည်းဆုံးဒီ10ရက်ကျော်လောက်ထိအောင်စောင့်ပေးရတယ်ပေါ့နော် Okay ပါโอเคဒီမှာပါเนาะကျွန်တော်တို့ကငွေထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဒီအပေါ်က coin နေရာမှာတစ်ချက်နှိပ်ပေါ့เนาะကျွန်တော်ခုဆိုရင်ဒီမှာ1261ဆိုတဲ့နေရာအဲ့ဒီနေရာမဟုတ်ဘူးဆိုရင်အောက်ကကျွန်တော်ဒီ RETEM return ဆိုတဲ့နေရာနှိပ်ပေါ့เนาะတနေရာအောင်နှိပ်လိုက်ကျွန်တော် return ဆိုတဲ့နေရာကိုကျွန်တော်ကတော့နှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီဆိုလို့ရှိရင်အခုဒီနေရာကိုရောက်သွားမယ်ပေါ့နော်ဒီနေရာကိုရောက်သွားပြီဆိုတဲ့နေရာမှာတချို့လူတွေကကျွန်တော်ဒီဒေါ်လာမဟုတ်ဘဲနဲ့ကျန်တဲ့ယူရိုတွေပါဖြစ်နေရတယ်ရှိတတ်တယ်အဲ့ဒါမျိုးဆိုတော့ထုတ်လို့အဆင်မပြေဘူးပေါ့နော်โอเคအဓိကတော့ကျွန်တော်တို့ဒီကိုအစားပြီးတော့ account ဖွင့်ပြီဆိုကြတဲ့ဒီ US ကိုရွေးပေးခဲ့ရမှာဖြစ်တယ်ပေါ့နော်โอเคပါโอเคအဲ့တော့ကျွန်တော်တို့ဒီ coin က1000ပြည့်သွားပြီပေါ့နော်1000ပြည့်သွားပြီဆိုတော့ပတ်စံထုတ်လို့ရတယ်ဒီနေရာမှာတခုရှိတာကျွန်တော်ပြောပြချင်တရားရှိတာကကျွန်တော်ဒီမှာတူပြောပြထားတဲ့အထက်မှာကျွန်တော်ဒီ900ရှိတယ်1000ရှိတယ်2000ရှိတယ်နောက်တစ်ခုက4000ရှိတယ်ပေါ့နော်9000ရှိတယ်စသဖြင့်ကျွန်တော်ဒီမှာအမောင့်တွေကတော့အများကြီးရှိတယ်ကိုကအဲ့ထည့်အတိုင်းကိုအဆင်ပြေတဲ့ဟာကိုထုတ်ရမယ်ဆိုပေမဲ့ကျွန်တော်ဒီအောက်ဆုံးက900ဆိုတဲ့ဟာကတော့ premium account ဖြစ်နေမှာပဲထုတ်လို့ရမှာပေါ့နော်အခုကျွန်တော်တို့ကတော့ free account ဖြစ်တဲ့အတွက်ကျွန်တော်ဒီ free တွေကပဲထုတ်မယ်ဒီထုတ်တယ်ဆိုတဲ့နေရာမှာအဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီပတ်စံတွေကိုအများကြီးစုမထားနဲ့ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရှေ့ဒီဗီဒီယိုမလုပ်ခင်ကျွန်တော်ဒီရှေ့ account ပေါ့နော်account ဖွင့်နေဆိုတဲ့ account မှာတုံးသွားတဲ့ကျွန်တော် account တစ်ခုဆိုရင်ကျွန်တော်ဒီအများကြီးစုထားလိုက်တာပေါ့နော်အများကြီးစုထားတယ်နောက်ခုထုတ်တဲ့ချိန်တွေမှာလည်းကျွန်တော်ဒီကတ်ပြီးတော့ထုတ်လိုက်တာဘယ်လိုဖြစ်သွားလဲဆိုတော့သူကကျွန်တော်ဒီ advance ခံလိုက်ရတယ်ပေါ့နော် advance ခံလိုက်ရတယ်ဆိုတာကျွန်တော်ဒီမှာသူကဘယ်လိုပြောရမလဲကျွန်တော်တို့amount တွေကများလာတော့ကြတော့သူတို့ရဲ့စီမင်းစည်းကမ်းနေနဲ့ညှိရဲဆိုပြီးတော့ကျွန်တော်တို့ဖြုတ်ချလိုက်တာပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့1000ရတယ်ဆိုရင်1000တန်းပြီးတော့ထုတ်ပါအများကြီးစုမနေနဲ့ပေါ့နော်โอเคပါโอเคအဲ့တော့ကျွန်တော်ဒီငွေထုတ်တဲ့အပိုင်းကိုဆက်ပြီးတော့သွားမယ်โอเคအခုဒီလိုနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ငွေထုတ်ရတဲ့ဘယ်ဆက်လောက်အောင်လဲဆိုတော့ကျွန်တော်ဒီဒုတိယမြောက်ပေါ့နော်900ရပြီးရဒုတိယမြောက်$10ဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်ဒီမှာဆိုလဲ$10 PayPal Venmo transfer ပေါ့နော်โอเคအဲ့တော့အဲ့နေရာကိုတစ်ချက်နှိပ်လိုက်โอเคနှိပ်ပြီးပြီဆိုတော့ဒါမျိုးပေါ့ပေါ့နော်ဒါမျိုးပေါ့ဆိုတော့ဒီမှာ receipt money transfer ဆိုတဲ့ဟာကိုဆက်ပြီးတော့နှိပ်ပြရမှာဖြစ်တယ်ဒီမှာသူပြောထားလည်းရှိရပေါ့နော် click on the orange button receipt PayPal transfer being enters okay please choose the platform to receive your transfer PayPal or Venmo ပေါ့နော်ကျွန်တော်တို့ကတော့ PayPal ထုတ်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ PayPal Gmail နဲ့ထုတ်အောင်ပါဒီမှာဆိုလို့ရှိရင် enter your PayPal email address not the WeWork one ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် your Venmo phone number ပေါ့နော်โอเคကျွန်တော်တို့ကတော့ PayPal နဲ့ပဲထုတ်မှာโอเคအဲ့တော့ကျွန်တော်ဒီမှာ receipt money transfer ဆိုတာကိုဆက်ပြီးတော့နှိပ်ပါမယ်โอเคနှိပ်ပြီးပြီဆိုရင်သူကဒီမှာပေါ့နော်$10spam
coin 1003မှာလာဆက်မိရပေါ့နော်ကိုကတေးကြတဲ့ address span ကိုပဲဆက်နေမယ်โอเคဆက်နေပြီဆိုဒီနေရာမှာကျွန်တော်ဒီ okay ဆိုပြီးတော့အကြီးနဲ့ရေးပေးရမယ်ပေါ့နော် okay okay ဆက်နေလိုက်မယ်ဒီဆက်နေပြီဆိုတော့ကျွန်တော်ဒီမှာပေးပဲကိုတစ်ချက်ရွေးမယ်ပေါ့နော်โอเคရွေးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာGmail ထည့်ရမယ်ဒီနေ့ကမှာထည့်တဲ့ Gmail ကကျွန်တော်ပထမပြောခဲ့တယ်လို့ပဲ PayPal ဖွင့်ထားတဲ့အကောင့်မဖြစ်ရဘူးโอเคဖြစ်နိုင်လို့ရှိရင်တော့ကိုဒီ Viva account ဖွင့်ခဲ့တဲ့ Gmail ပေါ့နော်အဲ့ Gmail ကိုထည့်ပေးတာအကောင်းဆုံးပါပဲကျွန်တော်ကတော့အဲ့ Gmail ကိုထည့်ပေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ကတော့ဒီ Gmail ကိုထည့်ပေးလိုက်မယ် sorryโอเคအဲ့ Gmail ကိုသိကြအောင်ကျွန်တော်ဒီကိုယ့်ရဲ့အကောင့်မေးထဲမှာအခုလိုမျိုးတွားပြီးတော့စစ်လို့ရပါတယ်โอเคပေါ့နော်ဒီမှာလာရအောင်ဆက်သွားမယ် okay first name မှာတော့ကျွန်တော်ဒီအဆင်ပြေလို့ပဲပေးလိုက်ပါနော်ကျွန်တော်ကတော့အဆင်ပြေလို့ပဲပေးလိုက်โอเคပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီorder တင်ရမယ်ပေါ့နော် order တင်ရမယ်အဲ့တော့ order ကိုဆက်ပြီးတော့နှိပ်မယ်ပေါ့နော်โอเคဆက်နှိပ်တယ်ဆိုရင်ဒီမှာတေချာလားဆိုတော့မေးရပါတော့โอเคတေချာတယ်လို့ပေးလိုက်မယ်โอเคပါဒါပြီးပြီဆိုတော့ဒီ mail box ထဲကိုဖွင့်ခိုင်းနေပေါ့နော်ဒီတနားရီအတွင်းကိုသူကဖွင့်ခိုင်းတယ်တကယ်လို့တနားရီကျော်သွားတယ်ဆိုတော့ဒီ link က expire ဖြစ်သွားမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာတခါတည်း open my mail box ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဆောင်းလာကျွန်တော်ဒီ Gmail ထဲကိုဝင်သွားမှာပေါ့နော်Gmail ထဲကိုဝင်သွားပြီဆိုရင်သူကဒီမှာကျွန်တော်ဒီ WeWork ကတိုင်းပေးတယ်ပေါ့နော်ဒီမှာကျွန်တော်confirm your PayPal request ချန်19ပေါ့နော်ဒီမှာသူကပေးတယ်ပေးပြီဆိုအချိန်မှာဒီမှာthank you for stay added and make it step account ပေါ့နော် you have submit PayPal transfer request ဒီမှာပေးခဲ့တယ်ဒီ process your request and ensure everything is secure ပေါ့နော် please confirm by click the buttons for ဒီ confirm my request ဆိုတဲ့ဟာကိုတစ်ချက်သူဆက်ပြီးတော့နှိပ်ပေးခိုင်းတာပေါ့နော်သိကြတယ်ဆိုရင် okay အဲ့တော့ကျွန်တော်တို့ကနှိပ်ပေးလိုက်မယ် okay နှိပ်ပေးလိုက်ရင်အခုလိုမျိုး link တစ်ချက်သွားမယ်ပေါ့နော်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာဆက်လုပ်ရမလဲဆိုတော့ okay ဘာမှလုပ်စရာမလိုဘူးပေါ့နော်လို့ဆက်သွားလိုက်ဒီရတိုင်းတော့ပြန်ထွက်လိုက်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ကျွန်တော်စောနာလေးရှိနေတဲ့အမောင်တွေကသူကဖြတ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်တဲ့လုပ်ငန်းစဉ်ကပြီးသွားပြီ okay မေးထဲမှာလည်းတစ်ချက်နှိပ်လိုက်တယ်ပေါ့နော်အဲ့လိုနှိပ်လိုက်တယ်ဆိုရင်ဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်ဒီမေးထဲမှာသူကနောက်ထပ်စာတစ်စောင်ထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ် okay ခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော် okay ဒီမှာပါwe watch ပေါ့နော်your transfer require is being verified verify ဖြစ်သွားပြီလို့ပြောတာဒီမှာဆိုရင်သူကဘာဆက်ပြောလဲဆိုတော့ဒီမှာဘယ်နေရာမှာရှိမလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော် a cost remember it may take up to 50 business day ပေါ့နော်15ရက်အတွင်းကိုသူကဒီဟာကိုပြန်ပြီးတော့အကြောင်းပြန်ပေးမယ်ပတ်စံလဲပေးမယ်လို့ပြောတယ်ပေါ့နော်ဟိုက15ရက်တီးခံပြီးတော့စောင့်ပြရမှာဖြစ်ပါတယ်အဲ့လို15ရက်စောင့်ပြီးပြီဆိုတော့သူကကိုယ့်စီကိုမေးလေးပို့ပြီးရပေါ့နော်အဲ့မေးကိုတော့ကျွန်တော်နမူနာလေးတစ်ခုကိုပြပေးမယ်ပေါ့နော်ကျွန်တော်အခုဒီဟာလက်ခံရရှိတဲ့မေးတော့မဟုတ်ဘူးပေါ့နော်တော့ချက်ချင်းမရဘူး15ရက်လောက်စောင့်ပြရတယ်ဒါပေမဲ့မေးမှဝင်လာတဲ့စာအတူတူပဲပေါ့နော်โอเคကျွန်တော်အဲ့ဒါလေးကိုတစ်ချက်ပြပေးမယ်နော်โอเคဒါမျိုးလေးပေါ့နော်အခုလိုမျိုးလေးပေါ့နော် we work in has sent you dance dollar ဆိုပြီးတော့အခုလိုမျိုးလေးwe work ကပို့လာမှာဖြစ်ပါတယ်15ရက်ပြည့်တဲ့အချိန်ကြာအချိန်ကြာလို့ရှင်တော့ကိုကဒီဟာကိုclan QR money ဆိုတဲ့နေရာကိုနှိပ်ပြီးတော့တစ်စင်ရင်သွားရုံပဲပေါ့နော်အဲဒီသွားပြီးတော့အဲ့ဒီမှာရလာတဲ့ link ကိုမှကျွန်တော်ဒီဝယ်တဲ့လူတွေကိုပို့ပေးရမှာဖြစ်ပါတယ်တကယ်လို့ဘယ်မှာရောင်းမှမတည်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီကိုလာပြီးတော့ဆက်တွေ့ပြီးလို့လည်းရပါတယ်โอเคဒါကတော့ကျွန်တော်ဒီအခြားသူတယောက်ပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းတယောက်အတီးတယောက်ထုတ်ထားတဲ့အချိန်မှာဝင်လာတဲ့ဟာကိုကျွန်တော်ပြပေးလိုက်တာဖြစ်ပါတယ်โอเคပါကျွန်တော်မေးတယ်ပဲကျွန်တော်ပြန်ပြီးတော့သွားလိုက်မယ်ပေါ့နော်
โอเคပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီနောက်တဲ့15ရက်စောင့်လိုက်ရင်ကျွန်တော်တို့ရဲ့ပတ်စံကကျွန်တော်တို့ရဲ့ကျွန်တော်တို့စီကိုပြန်ရောက်လာမှာဖြစ်တယ်ပေါ့နော်အချိန်ကြာမှာပဲကျွန်တော်ဒီ KP တို့ wage တို့နဲ့အဆင်ပြေရတဲ့တခုခုနဲ့ကျွန်တော်ဒီထုတ်တဲ့ဒူစီမှာလဲရမှာဖြစ်ပါတယ်โอเคဒီမှာထပ်ပြီးတော့မှားနေတာကကျွန်တော်ဒီတကယ်လို့ဘဒုစီမှာရောင်းရမှန်းမသိဘူးထုတ်ရမှန်းမသိဘူးဆိုရင်ကျွန်တော်စီကိုလာပြီးတော့ဆက်တွဲပေးလို့ရပါတယ်โอเคအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်